video တွေကိုခုမှစားလိုက်တာနေလူတွေရှိရဆိုရင်ဒီအမားလေးတစ်ခုမမဟုတ်တော့ကျွန်တော် sharing လုပ်ပေးချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုဟိုတနေ့ညညီလေးတယောက်နဲ့စကားပြောရင်းနဲ့တိလာဘာလဲဆိုသူက video တွေကလုံးဝစိတ်ဝင်စားနေလုပ်နေရဒီဟာနဲ့ပတ်သက်ပြီးတော့သူကလုံးဝလှုပ်ချင်တဲ့ညီလေးတော့ရှိရပါဒါမှမဟုတ်ဆိုသူက tutorial တွေအများကြီးကြည့်နေရဆိုတဲ့နေရာမှာပိတ်မိရပါတော့ဆိုတော့ကျွန်တော်လည်းအဲ့ဒီနေရာကိုဖြစ်ခဲ့ဘူးကျွန်တော်ဆိုလည်း tutorial အများကြီးကြည့်ရဒါပေမဲ့နောက်ကနေလာပြီးတော့တိတိကျကျတက်လာတယ်ဆိုတဲ့ဟာမျိုးလည်းမရှိဘူးလောက်တက်လာတယ်ဆိုတဲ့ဟာမျိုးလည်းမရှိဘူးပေါ့နော်ဆိုတော့ okay အဲ့ဒါကိုကျွန်တော်ဘယ်လိုမျိုးဖြတ်ကျော်လို့ရလဲဆိုတဲ့ဟာလေးကိုကျွန်တော် sharing လုပ်ပေးခြင်းဘာလဲဆိုတော့ဒီလိုမျိုးလေးမှတ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့က input နဲ့ output ဆိုပြီးတော့မှတ်လို့ရတယ် input ကကြတော့ကျွန်တော်တို့ထဲကိုထည့်တဲ့ຢာတွေပေါ့နော်ကျွန်တော်တို့လေ့လာနေတဲ့ຢာတွေကျွန်တော် learning လုပ်တဲ့ຢာတွေကျွန်တော်တို့သင်ယူနေတဲ့ຢာတွေလို့ခေါ်လို့ရတယ်ပေါ့နော်ကျွန်တော်အဲ့ဒါ input တွေပေါ့နော် output ကဘာလဲဆိုတော့ကျွန်တော်တို့အဲ့လေ့လာနေတဲ့ຢာတွေကျွန်တော်တို့ပြန်ပြီးလိုက်ကြည့်ရတဲ့ tutorial တွေပြန်ပြီး apply လုပ်တဲ့ဟာပြန်ပြီးအသုံးချတဲ့ຢာပြန်ပြီး practice လုပ်တဲ့ຢာအဲ့ဒါကိုထွက်လာတဲ့ຢာတခုကို result ထွက်လာတဲ့ຢာတခုကို output လို့ခေါ်ရပါတော့ဒီလိုမျိုးလေးအကျဉ်းမှတ်ထားလို့ရတယ် input နဲ့ output လို့မှတ်ထားလို့ရတယ်အဲ့မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တော်တော်များများ input ပဲလုပ်ကြတယ်tutorial အများကြီးကြည့်ရ YouTube မှာ tutorial တစ်ပုဒ်တော့ကြည့်ရကြည့်ရင် template လှလှလေးတွေးလို့ဆိုရတော့တစ်ပုဒ်ထပ်ကြည့်ရပြီးရင်ထပ်ကြည့်ရကိုက10ဘုတ်လောက်ကြည့်လို့ဆိုတော့မှတစ်ပုဒ်လောက်ကိုအနောက်ကလိုက်မလို့ဖြစ်နေပြီပေါ့နော်အဲ့ဘာဖြစ်လဲဆိုတော့တကယ်တမ်းကျွန်တော်တို့ရဲ့ skill ကိုပိုပြီး improve ဖြစ်စေရဲ့အရာပါလဲဆိုတော့ကျွန်တော်လက်တွေ့လုပ်ခြင်းဒီက input ထည့်ပြီးသွားရင် output ပြန်ထုတ်ပါတော့ကျွန်တော်ဒီမှာကျွန်တော်ဘယ်လိုမျိုးလုပ်ခဲ့ရရလဲဆိုတော့ကျွန်တော်လုပ်ခဲ့ရရလေးတစ်ခုပြပြပေးမယ် video editing ကိုစလေလာတာ2025 6လပိုင်းလောက် video editing ကိုစလေရတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော် input နဲ့ output ဆိုတဲ့ຢာကိုကျွန်တော်ကောင်းကောင်းနားလေရဖြစ်တဲ့တော့ကျွန်တော်ဒီလိုမျိုးလုပ်ခဲ့တယ်ဘာလဲဆိုတော့ okay ကျွန်တော် Telegram channel လေးဖွင့်တယ် TikTok account လေးဖွင့်တယ်ဖွင့်ပြီးတော့ကျွန်တော်လေ့လာရေး tutorial ကြည့်ရຢာတခုကိုကျွန်တော်ကtutorial ကြည့်ပြီးသွားရင်အဲ့ဒါ video ပြန်လုပ်တယ်လုပ်ပြီးTikTok မှာပြန်တင်တယ်Telegram channel မှာပြန်တင်တယ်ပြီးရင်ပြန်ရှင်းပြရတာကြိုက်တာဖြစ်တဲ့အတွက်ပြန်ပြီးတော့ဟို tutorial လေးတွေပြန်ရှင်းပြရတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့တစ်ဖက်မှာ input ထည့်လာတဲ့ຢာတခု output ပြန်ထုတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပုံပြီးမှတ်မိရယ်ဒီຢာနဲ့ပတ်သက်ပြီးလက်တွေ့လုပ်ဖြစ်သွားဖြစ်တဲ့အတွက်အမားကြီးရှိလာတယ်လေပြင်ဖို့လိုတယ်ဆိုတာလည်းသိလာတယ်နောက်တစ်ခုကလက်တွေ့လုပ်ဖြစ်သွားပြီးတော့ what time ဖြစ်သွားဖြစ်တဲ့အတွက် result တစ်ခုလည်းရသွားတယ်ဒါပေမဲ့တစ်ချက်မှာကျွန်တော်ဘယ်လိုပိတ်မိသွားလဲဆိုတော့ကျွန်တော်အဲ့လို tutorial တွေပဲအမြင်ကြည့်နေရဆိုရင်နေရာပိတ်မိသွားတယ်ပေါ့နော်ဆိုတော့ okayအဲ့မှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်ဟို tutorial အမြင်ကြည့်ရငါပို့ပြီးတော့တက်ချင်တယ် improve ဖြစ်ချင်တယ်ဆိုပြီးတော့ tutorial အများကြီးကြည့်ရအဲ့မှာလဲဆိုတော့ဟိုကိုကြည့်သလောက်ဖြစ်မလားအဲ့ဒီတစ်ခုရှိရဲအဲ့မှာလဲကျွန်တော်ဘယ်လိုမျိုးဖြတ်ကျော်ခဲ့လဲကျွန်တော်ဘယ်လိုမျိုးဖြည့်ရှင်းခဲ့လဲဆိုတဲ့ຢာလေးတစ်ခုအဲ့လိုမျိုးsolution တစ်ခုပြပြမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်က video တွေကိုနောက်ပိုင်းကျတော့အဲ့လို editor တယောက်လိုမြင်တက်လာအောင်ကျွန်တော်လေ့ကျင့်တယ်ဘယ်လိုလဲဆိုတော့ okay တခြားသူတွေဘယ်လို edit လဲတခြား editor တွေတခြား video editor တွေရဲ့ video editing တွေလိုက်ကြည့်ရသူတို့ဒီ flow နဲ့ edit ပါလားအဲ့ဒီမှာကျွန်တော် tutorial သွားမကြည့်ရသူတို့နဲ့အနည်းဆုံး60%လောက်တူအောင်လို့ကျွန်တော် practice ရအောင်လုပ်တယ် motion graphic လေးလာဆိုရင် motion graphic နဲ့ပတ်သက်ပြီးတော့60%လောက်တူအောင်လို့သူရဲ့ video ကို base ခံပြီးတော့ကျွန်တော်လာပြီး edit ကြည့်ရ practice လုပ်ကြည့်ရ tutorial မလုပ်အဲ့မှာတခုပြောချင်တာပါလဲဆိုတော့ကျွန်တော်ကဟို video editing တစ်ခုလုပ်ဖို့တော့ tutorial တွေကြည့်ဖို့လိုရဆိုရင် tutorial မကြည့်တော့ကျွန်တော်တို့ video တွေမလုပ်တတ်တော့ဘူးလားအဲ့လိုမျိုးရှိရပေါ့နော်ဒီမှာကျွန်တော်ကဒီ video လေးတစ်ပုတ်လုပ်ဖို့ tutorial တွေတော်ကြည့်နေရအဲ့ဘာလို့ဆိုတော့အချိန်ကြီးအများကြီးကုန်နေဒီ tutorial တွေမရှိရင် video ကမလုပ်တတ်တော့ဘူးလားအဲ့လိုမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ပြောချင်တာကကိုက video ကိုအရင်လုပ်ကျွန်တော်ဆိုရင်အဲ့ video ကိုအရင်လုပ်တယ်လုပ်ရင်းနဲ့ဒီ tools နဲ့ပတ်သက်ပြီးနားမနေတော့ဒီ tools ကဘယ်လိုတောင်းမှလည်းမသိတော့ဘူးရှက်ခတ်လာတဲ့အခါကျမှ tutorial တက်ကြည့်တယ်အဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာလက်တွေ့လုပ်နေဖြစ်တဲ့အတွက် tutorial ကြည့်ပြီးရတယ်ကျွန်တော်ထပ်ပြီးတော့အချိန်7နေတော့ထပ်ပြီးကြည့်ပြနေတော့ဘာလို့ဆိုတော့အဲ့ tutorial ကြည့်ပြီးရတယ်ချက်ချင်းဒီဘက်ချမ်းမှာလာပြီး practice လုပ်ဖြစ်တယ်တခါလဲ apply လုပ်ဖြစ်တယ်အဲ့ဘာလဲဆိုတော့ပို့ပြီးတော့ဒီ learning လုပ်တဲ့ဟိုအချိန်ကပိုပြီးညံလာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့အရှိကို improve ဆိုတဲ့ဟာမျိုးဘာလို့ဆိုတော့ input ထည့်ပြီး output ပြန်ထုတ်တယ်ဆိုတော့အဲ့အနောက်က result တွေကလည်းတဖြည်းဖြည်းနဲ့ကောင်းလာတယ် perfect ဖြစ်တာတော့မဟုတ်ဘူးတဖြည်းဖြည်းနဲ့ကောင်းလာတယ်ဆိုတဲ့ဟာမျိုးလေးတော့ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီကလူတွေ sharing လုပ်ပေးချင်တာက tutorial တွေအမြင်ကြည့်နေတာကအဖြစ်မဟုတ်ဘူးလက်တွေ့လုပ်ခြင်းကဒါအဓိကကြရတယ်ပေါ့နော်နောက်တစ်ခုကကြောင့်ဘယ်ຢာပဲဖြစ်ဖြစ် input ထည့်ပြီးသွားရင် output ပြန်ထုတ်လို့ရအောင်လုပ်ပါကိုက output ပြန်ထုတ်လို့မရရင်နေရာမရှိဘူးဆိုတော့မဖြစ်နိုင်ဘူးနော်ကိုကဖန်ပြီးပေါ့နော်ဥပမာကျွန်တော်လုပ်တယ်လို့ပြောပြမျိုးပဲTikTok လေးဖွင့် Telegram လေးဖွင့်ပြီးတော့ပြန်ပြီးတော့ကျွန်တော်ကရှင်းပြတယ်ကြိုက်တဲ့အတွက်ကြောင့်မပြန်ရှင်းပြရတယ်ပေါ့နော်ဒါတော့လည်းအဲ့လိုမျိုးလုပ်လို့ရတယ်ဆိုတော့ဒါလေးကို sharing လုပ်ပေးချင်တာဖြစ်ပါတယ်ကျွန်တော်လည်းပြီးရဖြစ်ပါတယ်